여러분, 안녕하세요. 오랜만이에요. 저 요즘 좀 바빠서 영상을 제대로 못 올렸습니다. 죄송해요. 기다리게 해서 정말 미안합니다. 다소인 수야로 디니 마로 코리아의 바스카리 장을 리라인의 코리아 연재무고 리라다마 피바레 디니의 가운생가 편리한 한국의 버스를 이용해 보세요. 편리한 한국의 버스를 이용해 보세요. အဆင်ပြေလှတဲ့ကိုရီးယားရဲ့ဘတ်စကားတွေကိုအသုံးပြုကြည့်ပါ 누구나 버스 정류장에서 버스를 오래 기다려본 경험이 있을 것입니다. ဘသူပဲဖြစ်ဖြစ်ဘတ်စကားမှတ်တိုင်မှာဘတ်စကားအကြာကြီးဆောင်မှုတဲ့အတွေ့အကြုံတွေရှိကြမှာပါ 버스 정류장ကတော့ဘတ်စကားမှတ်တိုင် 오래ကတော့အချိန်အကြာကြီး 경험ကတော့အတွေ့အကြုံ 한국의 버스 정류장에는 버스 정보 시스템이 있어서 편리합니다. 코리아 버스가 맞다니마 자로 버스 정보 시스템 버스가 디 드렌찰레 시스템 시리얼 장물로 편리합니다. 아연 어셈비바레레 버스 정보 시스템 소라 버스가 배칭 양매အခုဆိုရင် 버스가 배나 양내비စသဖြင့် သိနိုင်နေပေါ့နော် ဆိုတော့ရန်ကုန်တော့ဆိုရင်ဘတ်စကားဘယ်ချိန်လာမှန်းမသိဘူးပြီးရင်လာရင်လည်းနံပါတ်ဘယ်လောက်လဲကြည့်ရတယ်အဲ့လိုတိကျမသိရဘူးပေါ့နော်ဒါပေမဲ့ကိုရီးယားရဲ့ဘတ်စကားမှတ်တိုင်တွေမှာဒီ system ရှိတဲ့အတွက်ကြောင့်အဲ့ဒီ application ကို down ထားမယ်ဆိုရင်ဘတ်စကားဘယ်မှာရောက်နေပြီဘယ်ချိန်ဒီမှတ်တိုင်ကိုရောက်ပါမယ်ဘယ်လောက်ဆောင်ရပါမယ်ပြီးရင်ဘယ်ကိုဆက်သွားပါမယ်အဲ့လိုအသေးစိတ်အချက်လက်တွေအားလုံးပြောတဲ့ system ပေါ့နော်အားကြောင့်အရန်ကိုမှဖြောလိဟာမိတာအဆင်ပြေပါတယ်တဲ့ 버스를 기다리는 동안 내가 탈 버스가 언제 도착하는지 알 수 있습니다. 버스가 စောင့်နေတဲ့ကြောတွင်မှာကိုစီးမဲ့ဘတ်စကားကဘယ်ချိန်ရောက်မလဲဆိုတာလည်းသိနိုင်ပါတယ်. 집에서 인터넷으로 미리 내가 탈 버스를 찾아보고 나가면 버스 정류장에서 오래 기다리지 않아도 됩니다. အိမ်မှာပေါ့နော် 인터넷နဲ့ကြိုပြီးတော့ကိုစီးမဲ့ဘတ်စကားကို 찾아보고 ရှာထားလို့ရတယ်ကိုစီးမဲ့ဘတ်စကားဘယ်ချိန်လာမယ်ဆိုတာသိရင်အဲ့ချိန်ကျမှကိုကဘတ်စကားမှတ်တိုင်ကိုထွက်သွားလိုက်အဲ့ဆိုရင်အကြာကြီးလဲစောင့်စရာမလိုတော့ဘူးပေါ့နော် 한국에서 버스를 타면 다른 좋은 점도 많습니다. ကိုရီးယားမှာဘတ်စကားစီးရင်တခြားကောင်းမွန်တဲ့ချက်တွေလည်းအများကြီးရှိပါတယ်တဲ့ 버스만 다니는 버스 전용 차로가 있어서 차가 밀릴 때도 버스는 빨리 달릴 수 있습니다. ဘတ်စကားတီးတန့်သွားတဲ့လမ်းကို 버스 전용 차로 လို့ခေါ်ပါတယ်ဘတ်စကားတီးတန့်သွားတဲ့လမ်းလည်းရှိတဲ့အတွက်ကြောင့် 차가 밀리다 ကားပိတ်သည် 차가 밀릴 때도 ကားပိတ်တဲ့အချိန်မှာတော့ဘတ်စကားက 빨리 달릴 수 있습니다 အမြန်သွားနိုင်ပါတယ်တဲ့သူ့ရဲ့တီးတန့်လမ်းလေးနဲ့ပေါ့နော် 또 버스를 타고 가다가 다른 버스나 지하철로 환승할 때 교통카드를 이용하며 할인을 받습니다. ပြီးတော့ဘတ်စကားစီးနေရကနေဒါရင်버스တခြားဘတ်စကားပြောင်းစီးတာဖြစ်ဖြစ်ဂျီယာချော်မြေရောက်ရထားပြောင်းစီးတာဖြစ်ဖြစ်အဲ့လိုရင်ပြောင်းစီးတာကိုဝန်စင်ဟာတာလို့ခေါ်ရပါတော့အဲ့လိုရင်ပြောင်းစီးတဲ့ချိန်မှာဂိုထုံခတ်လို့ခေါ်တဲ့ဒီလမ်းပန်းဆက်သွယ်ရေးသုံးတဲ့ခါမှာသုံးတဲ့ကတ်ပေါ့နော်အဲ့ကတ်ကိုသုံးမယ်ဆိုရင်ဟာရင်ဒီစကောင်းတောင်မှရပါတယ်တဲ့현금을 내는 것보다 더 쌉니다. 현금ဆိုတာငွေသားပေါ့နော်ငွေသားနဲ့ရှင်းတာထက်တောင်မှပိုပြီးတော့ဈေးချိုပါတယ်တဲ့ကတ်နဲ့ရှင်းမယ်ဆိုရင်ငွေသားနဲ့ရှင်းတာထက်ပိုပြီးတော့ဈေးချိုပါတယ်တဲ့ 그리고 밤에만 다니는 버스도 있습니다. ပြီးတော့ညဘက်မှာပဲမောင်းတဲ့ဘတ်စကားတွေညဘက်မှာပဲပြေးဆွဲတဲ့ဘတ်စကားတွေလည်းရှိပါတယ်တဲ့ 요금이 조금 비싸지만 그 버스를 이용하며 늦은 시간에도 편하게 집으로 돌아갈 수 있습니다. 요금 ဆိုတာဒီဘတ်စကားစီးကပေါ့နော်အခါချင်းငွေကတော့နည်းနည်းဈေးကြီးပေမဲ့အဲ့ဘတ်စကားကိုတုံးလို့ရှိရင်ညနောက်ကျတဲ့အချိန်မှာတော့တက်တောင်တက်တာအဆင်ပြေပြေနဲ့အိမ်ကိုပြန်နိုင်ပါတယ်တဲ့ဒါပေါ့နော်ညဘက်မှာတီးတက်ပြေးဆွဲတဲ့ဘတ်စကားရှိတော့အိမ်ကိုတက်တောင်တက်တာနဲ့ပြန်လို့ရတယ်ပြီးတော့အခါချင်းငွေကတော့နည်းနည်းဈေးပိုကြီးတယ်တဲ့ 이 버스는 밤 11시 30분부터 새벽까지 이용할 수 있습니다. ည 11 ခွဲကနေ
새벽서 아윤대칭에 동로 야바래. 편리한 한국의 버스를 직접 경험해 보세요. 아세밀라레 코리아의 버스가리오 고라이. တွေ့ကြုံကြည့်ပါ 고라이 시지바 보노. 여러분, 오늘 버스 이야기 어땠어요? 너무 재밌죠? 한국에서는 버스가 너무 편리하고 안전하게 집에 돌아갈 수 있어요. 그 버스로. 사실 저희 미얀마에서는 버스가 이렇게 괜찮은지 편리한지는 잘 몰라요. 저도 도시에 오래 살아본 적이 없어요. 양곤도 2번밖에 못 가봤어요. 그래서 버스도 2번, 3번만 타봤습니다. 그때는 불편했어요. 그 자리가 없어서 서서 타야 됐어요. 그때는. 여러분, 미얀마에서 버스를 탈 때 괜찮은지 한국처럼 편리한지 궁금합니다. 여러분 경험을 댓글로 공유해 주시면 감사하겠습니다. 여러분 좋은 하루 좋은 밤 보내세요. 끝까지 봐주셔서 제가 감사드리고요. 다음 영상에서 또 뵙겠습니다. 안녕히 계세요.